အားလုံးမင်္ဂလာပါခင်ဗျာစေကံမရောက်သေးတဲ့စိတ်ကောင်းဆောင်မရောက်လိုက်ကံကောင်းသွားပြန်ပြီပြီးခဲ့တဲ့၄-၅-၆လမန္တလေးမှာသွားတဲ့စိတ်ကောင်းဆောင်မရောက်လိုက်ပြီးတဲ့တွေကစော့တိုက်တုံနဲ့ပြစ်တယ်စိတ်ကောင်းဆောင်မရောက်လိုက်နည်းနည်းလေးထိသွားတယ်စေကံမရောက်ဘူးကံကောင်းသွားတယ်ဒီတစ်ခေါက်လဲထပ်ပြီးကံကောင်းသွားတယ်အိန္ဒိယနိုင်ငံမှာမြန်မာနိုင်ငံတိုးတက်ဖို့အတွက်ဗုဒ္ဓဂါယာမှာသွားရောက်ဆုတောင်းတဲ့မရောက်လိုက်အပြန်လမ်းမှာပဲခူးတန်းတောင်ငူမြို့နယ်အမတ်3စစ်စီယုံမှာတွားရောက်တဲ့အချိန် PDF တွေကစော့တိတ်တုံနဲ့ပြစ်ချရတယ်ပြစ်တဲ့အချိန်မှာတော့စိတ်ကောင်းဆောင်မြောင်းလာကန်ကောင်းသွားတယ်နည်းနည်းလေးပဲကန်ကောင်းသွားတယ်အများကြီးတော့မဟုတ်ခဲ့ပါဘူးမြောင်းလာကလည်းတေကံမရောက်သေးလို့ဖြစ်မှာပေါ့နော်အခုအထိကန်ကောင်းနေတော့ပဲဘသူတွေစော့တိတ်တုံနဲ့ပဲပြစ် drone နဲ့ပဲပြစ်သူ့အတိဖမ်းမင်းပဲလူအတိလောက်ကြံမဲ့လူမပေါ်သေးလို့ဖြစ်မှာပါအခုတိသူကန်ကောင်းနေတော့ပဲအိန္ဒိယနိုင်ငံမှာဘာတွေသွားဆုတောင်းလဲမသိဘူးနော်တော်တော်လေးကိုကန်ကောင်းရတယ် PDF တွေစော့တိတ်တုံနဲ့ပြည့်တဲ့အချိန်မှာတေကံမရောက်တော့နည်းနည်းလေးလွယ်လာတယ်အမှန်ဆိုထိလိုက်ရေးဘယ်လောက်ထိကောင်းအောင်မသိဘူးနော်ကျွန်တော်မြင်ပြောရရင်လဲသူလဲတေကံမရောက်သေးလို့ပေါ့နော်တေကံရရတော့ PDF တွေလောက်ကြံစမ်းမလို့ပဲနဲ့သူ့ဘက်ကသူတေသွားမှာပေါ့နော်မြင်လေးတေတော့ကောင်းတော့လို့ပဲကွာဒီလောက်လေးပဲကျွန်တော်ပြောချင်ပါတယ်သူတော့အများကြီးပြောလို့ပါဘူးပြောတော့ငရဲကြည့်တော့အောင်မယ်တေကံမြန်မြန်ရောက်ပါစေလို့လည်းဆုတောင်းရတာပေါ့